မော်တော်ဆိုင်ငယ်ရှိုးရုံးမော်ဘီကနေပြီးတော့ဒါဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတို့ပြန်လဲကြိုးဆိုလိုက်ပါတယ်โอเคပါဒီနေ့ခုနကလည်းကျွန်တော်ပြောပြီးသွားပြီဆိုတော့စတင်မိတ်ဆက်လိုက်ရအောင်เนาะโอเคဒီဆိုင်ငယ် model က model 2021 model ကိုမှကျွန်တော်ဒါ engine power အနေနဲ့ကတော့ 900cc ရေတိုင်း gear ABS နဲ့ပါမယ် gear အနေနဲ့ gear 6ချက်ပါမှာဖြစ်ပါတယ်ဟိုဒါ inline 2နှလုံးထိုးနဲ့လာမှာဖြစ်ပါတယ်เนาะโอเคပါโอเค brake system နေဆိုရင်လည်းရှင်းနောက် ABS brake system နေပါမယ်ဆိုင်ငယ်ချစ်မိတ်ဆွေညီကိုတွေเนาะရှင်းနောက်တာယာဘာမှပြောစရာမလိုဘူးဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတွေလုံးဝလက်တင်စီနေထားမှာရှိရပါမယ်အင်ဂျင်ကန်အသွေးမွေးပါညာဘိန်းနဲ့ပတ်သက်ပြီးတော့လည်းအင်ဂျင်အဖွင့်လက်အတိုက်ခိုက်ရှုပ်ခြင်းမရှိကြောင်းကိုကျွန်တော်တို့ကိုမျိုးမော်တော်ဆိုင်ငယ်ရှိုးလုံးကနေပြီးတော့ဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတွေကိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်အာမခံချက်အပြည့်တွေနဲ့ရောင်းချပေးသွားပါမယ်ဗျာနော်โอเค chain sport ကနေထားပါညာလေးတစ်ချက်ရှိုးလိုက်အောင် chain sport ကနေထားပါညာကျွန်တော်တို့80နှုန်း80ရာခိုင်နှုန်းလောက်ထိကျန်ပါမယ်မိတ်ဆွေနော်ဘိန်းလုံးဝ share လေးဖြစ်ရမယ် model 2021 A1Y line တွေမှာပါအောင်မယ်ဗျာဆိုင်ငယ်ချင်းမိတ်ဆွေညီကိုနော်သူ့ရဲ့ကျွန်တော်တို့ original ပတ်မှန်တွေနော်ပြီးလို့ရှိရင်ရှေ့လေးက modify မှန်တွေရစပြီးတော့တော်တော်လေးရုပ်ထွက်မိုက်တဲ့ဘိန်းလေးတစ်စီးလည်းဖြစ်ပါမယ်ဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတွေတစ်ချက်တစ်ပြားဖို့မှပြန်ထည့်စရာမလိုဘူးလုံးဝလက်တင်စီနေတာမှရှိရမယ်ဗျာနော်မိတ်ဆွေတွေပြန်လို့စရာဆိုလို့စီလေးထည့်ပြီးမောင်းသွားရုံပါပဲโอเคပါဒီကောက်မှာကျွန်တော်တို့ key 1ပါမယ်ကျွန်တော်ဘိန်းမှာလက်ရှိပါလာတဲ့ကီလိုလေးက9992ပါလာပါမယ်ကျွန်တော်ဇုံမီတွေပါရီအားစပါပါမယ်အဖွဲလိုက်ဖြုတ်ရင်လည်းလုံးဝမျက်နှာငယ်စရာမလိုတဲ့ဘိန်းလေးတစ်စီးလည်းဖြစ်ပါမယ်ဗျာเนาะโอเคပါဒီဆိုင်ငယ်လေးကိုကျွန်တော်တို့ဆိုင်ကနေပြီးရောင်းချပေးထားတဲ့ဈေးနှုန်းလေးက Honda CBR 900R Model 2021 A1Y line တွေမှာပါအောင်မယ်ဗျာ149သိန်းကျပ်နဲ့ရောင်းချပေးထားပါတယ်149သိန်းကိုရှော့တင်းလုပ်ပြီးတော့ဆိုင်ငယ်ချင်းမိတ်ဆွေတွေဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတွေကိုအဆင်ပြေအောင်ရောင်းချပေးသွားပါမယ်โอเคပါဒီဘိန်းလေးကိုကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုဝယ်ယူအားပေးခြင်းနဲ့မိတ်ဆွေတွေကျွန်တော်တို့ရဲ့ဆိုင်လိပ်စာလေးကရန်ကုန်မော်ဘီမျိုးတက်ကြီးကုန်းရက်ကွာရန်ကုန်ပြည်လမ်းမှာကြီးပေါ့ကျွန်တော်တို့16မှတ်တိုင်နဲ့ supply မှတ်တိုင်ကြားမှာတည်ရှိပါတယ်မိတ်ဆွေညီကိုနော်ဆိုင်ုံမလာနိုင်လို့နေဝေးကနေယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးခြင်းနဲ့မိတ်ဆွေတွေကျွန်တော်တို့ရဲ့ဆိုင်ဖုန်းနံပါတ်လေးက39ခွရှင်းနေလေး2356 3999လေးတွေ6333တို့အသေးသေးဆက်သွယ်မင်းများပြီးတော့ Viber ပြီးတော့ဆိုပြီးတော့လည်းဝယ်ယူအားပေးနိုင်ပါတယ်နေဝေးကဝယ်ယူအားပေးတဲ့မိတ်ဆွေညီကိုတွေလည်းကျွန်တော်ယုံကြည်စိတ်ချတဲ့ကားဂိတ်တွေအနံပြီးတော့ကဲလူချက်ပါတေချာထုတ်ပိုးပြီးတော့ကားတင်ပေးမှာဖြစ်ပါတယ်โอเคပါဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ကြည့်ပေးတဲ့မိတ်ဆွေညီကိုကျေးဇူးအများကြီးတင်ပါတယ်ဘိန်းကောင်းဘိန်းတန်ဘိန်းလာတွေကိုပိုင်ဆိုင်နိုင်တဲ့ပြင်အိမ်မက်တွေလည်းမြန်ဆုံးကောင်းတဲ့ဖော်နိုင်ပါသေးလို့ဒီနေရာလေးဆုတောင်းပေးလိုက်